စားပလင်းစေရနှင့်စကင်ဝေါကာများအပိုင်း1တိတ်ဆိတ်ချင်းဤညီတန်းအေးချမှုဤနောက်ွယ်ကအမောင်ထုအထက်မြန်မာပြည်ကကန်ကူရွာလေးဟာတောင်တန်းတွေရဲ့ရင်ခွင်ထဲမှာငြိမ်သက်စွာလဲရောင်းနေပါတယ်ရွာသားတွေဟာစက်ကောင်းနှလုံးကောင်းရှိကြသလိုတဦးနဲ့တဦးအသားဟင်းလေးချက်ရင်တောင်ဝေမြောက်စားတတ်ကြတဲ့အထိရင်းနှီးကြပါတယ်ဒါပေမဲ့ပြီးခဲ့တဲ့အပတ်ကစပြီးရွာရဲ့လေထုထဲမှာတခုခုထူးဆန်းနေပါတယ်ညနေနေဝင်ရိုးကြီးဆိုတာနဲ့ပုံမှန်ကြားနေကြဖားအော်တန်ပဇင်းရင်ခွဲတန်ကြီးဟာရုတ်တရက်ရက်တန့်သွားပြီးတိတ်ဆိတ်ချင်းအေးစကြီးကတရွာလုံးကိုလွှမ်းမိုးသွားတတ်ပါတယ်ရွာသူကြီးဦးတာရူဟာသူ့ရဲ့ခြံဝင်းထဲမှာထိုင်ရင်စိတ်ထဲမှာမတင်မကြောက်ဖြစ်နေပါတယ်လွန်ခဲ့တဲ့3ရက်ကတောထဲမှာပျောက်သွားတဲ့မောင်အေးဟာဒီမနက်မှာတော့ရွာထဲကိုအသားရပြန်ရောက်လာပါတယ်ထူးဆန်းတာကသူပြန်လာတာကိုဘယ်သူမှသတိမထားမိလိုက်တာပါပဲသူဟာသူ့ရဲ့အိမ်ထဲမှာပဲအမြဲအောင်းလီပြီးဘယ်သူနဲ့မှစကားမပြောတော့ပါဘူးရွာသားတွေကတော့မောင်အေးတယောက်တောထဲမှာဖျားနာခဲ့လို့နားနေလေလို့ပဲထင်နေကြပါတယ်တရက်ထက်တရက်ပိုဆိုးလာတော့ဗဟေလီများဒါပေမဲ့မောင်အေးပြန်ရောက်လာပြီးနောက်ပိုင်းရွာထဲမှာထူးဆန်းတဲ့အမှုတွေကနေ့စဉ်နဲ့အမျှဖြစ်လာပါတော့တယ်ပထမနေ့မှာရွာလေကရေတွေနဲ့ကရေတွေဟာသွေးလိုနီးရဲနေရကိုတွေ့ရပါတယ်ရွာသားတွေကတရိတ်ဆက်တကောင်ကောင်ပြုတ်ကျွဲသေးဆုံးလေလို့ထင်ခဲ့ပေမဲ့ရေတွင်းကိုဆယ်ယူကြည့်တဲ့အခါမှာတော့ဘာအကောင်မှမတွေ့ရပဲတွင်းထဲမှာလူရဲ့အရေပြားအစာအနာတချို့ကိုသာတွေ့ရှိခဲ့ရပါတယ်ဒုတိယနေ့မှာတော့ရွာကကလေးငယ်တွေဟာညဘက်မှာအိမ်မဆိုးတွေမက်ကြီးတပြိုင်နက်တည်းအော်ဟစ်နိုးလာကြပါတယ်သူတို့အားလုံးပြောတာကတခုတည်းပါအမွေးရမင်းတွေနဲ့လူတယောက်ကပဒင်းပေါက်ထဲကနေငါတို့ကိုစိုက်ကြည့်နေတယ်ဆိုတာပါပဲဦးသားတို့ဟာလိုက်လံစစ်ဆေးတဲ့အခါပဒင်းပေါက်အောက်ကမြေကြီးပေါ်မှာလူချေရမဟုတ်ပဲဝင်းပိုးလေးခြေသေးရလိုမျိုးကြီးမားတဲ့ခြေသေးရတွေကိုတွေ့လိုက်ရပါတယ်တတိယနေ့မှာတော့အခြေအနေတွေကပိုပြီးထိတ်လန့်စရာကောင်းလာပါတယ်ရွာကလူချစ်လူခင်ပေါ်တဲ့အဘွားအိုတယောက်ဟာသူ့ရဲ့အိမ်ထဲမှာနေထူးဆန်းစွာကွယ်လွန်သွားပါတယ်ဒါပေမဲ့တေဆုံးတာထပ်ပိုကြောက်ဖို့ကောင်းတာကသူ့ရဲ့ရုပ်အလောင်းမှာအရေးခွင့်မရှိတော့တာပါပဲတစုံတစ်ယောက်ကစနစ်တကျခွာယူသွားသလိုမျိုးအသားဆိုင်တွေပဲကြံခဲ့ပါတယ်ထိတ်လန့်ဖွယ်အမှန်တရားဦးသာရုဟာဒီအမှုတွေကိုရဲစခန်းကိုအကြောင်းကြားဖို့ဆုံးဖြတ်လိုက်ပါတယ်သူဟာမြို့ကိုသွားဖို့ပြင်ဆင်နေတော့ပဲမောင်အေးရဲ့အိမ်ရှိကနေဖြတ်လောက်မိပါတယ်အဲ့ဒီအချိန်မှာအိမ်ထဲကနေထော့ပေါ်လာတဲ့အနံ့ကသူ့ကိုတန့်သွားစေပါတယ်ဒါဟာပုတ်ဆက်ဆက်အသားပုံနှံကြီးပါသူကမောင်အေးရဲ့အခန်းပတင်းပေါက်ကနေအသားလေးချောင်းကြည့်လိုက်တဲ့အခါသူ့ရဲ့သွေးတွေဟာခဲသွားသလိုခံစားလိုက်ရပါတယ်အခန်းထဲမှာမောင်အေးဟာကုတင်ပေါ်မှာထိုင်နေတာမဟုတ်ပါဘူးသူဟာနယံပေါ်မှာပင့်ကူတကောင်လိုကတ်နေပြီးသူ့ရဲ့လက်ထဲမှာတော့ပျောက်ဆုံးသွားတဲ့အဘွားအိုရဲ့မျက်နှာရည်ခွင်ကိုသူ့မျက်နှာပေါ်မှာတက်ကြည့်နေတာပါပဲမောင်အေးကဖြည်းဖြည်းချင်းလွှဲကြည့်လိုက်ပါတယ်သူ့ရဲ့မျက်လုံးတွေဟာလူမျက်လုံးမဟုတ်တော့ပဲအမောင်ထဲမှာတောက်နေတဲ့သားရဲ့မျက်လုံးတွေဖြစ်နေပါပြီသူကမောင်အေးကိုကြည့်ပြီးတိုးတိုးလေးပြောလိုက်ပါတယ်နောက်တစ်ယောက်ကမင်းပဲဦးတာတို့ဟာအသက်ရှူမားပြီးနောက်ကိုဆုပ်လိုက်စင်းပါပဲရွာတရွာလုံးရဲ့မီးရိမ်တွေဟာတပြိုင်နက်တည်းငိမ့်သွားပါတော့တယ်အမောင်တို့ထဲမှာတစုံတစ်ခုကအရေခွင်လဲတန်တို့ဇွတ်ဆိုတာကိုသူအနီးကကြားလိုက်ရပါပြီ